လိုက်လွင်ပြီးမှပဲကျွန်တော် channel မှာဆက်သွားရေးတော့မယ် YG versus liquid ကတော့ bro ကျွန်တော် honest answer ပြောမယ်ဆိုလို့ရှိရင်တော့ YG အတွက်မလွယ်ပါဘူးเนาะဘာလို့လဲဆိုတော့ liquid ကအခုအစကြီးနဲ့ပွဲမှာရှုံးသွားတယ်ဆိုပေမဲ့ဒီရှုံးသွားတာ innocent ရဲ့ဒီ fighter goal လေးနေကြတာဒီ stick ကအားအမြင်မစော့ဘူးဗျအဲ့ချိန်မှာမလွယ်ဘူးကျွန်တော်ထင်ပါတယ်เนาะပုံမှန်ဒီတိုင်းရိုးတန်းကြည့်လိုက်မယ်ဆိုတော့ဘယ်လိုမှမထင်ပါဘူးเนาะဘာလို့လဲဆိုတော့ကျတော့ဒီ YG liquid ရဲ့ရှေ့ပွဲ performance တွေရဆိုလို့နေတော့လည်းအားလေးမတိုင်တော့မှတော့လေ game မှာကျင်းနေရှုံးသွားမယ်ဆိုတော့ဟိုအမျိုးမရှိဘူးသိမလားအဲ့ခုထားပါအစကြီးပွဲဆိုတော့မှဒီ game 1မှာသူ number 3 kg လောက်ပြတ်နေရနော်အဲ့လိုပြတ်နေတယ် innocent 7 ရောက်သွားတယ်အဲ့နေထားမှတော့သူပြန်နိုင်အောင်စော်ဝါးနိုင်နေထားတူမှရှိရဲဆိုတော့ liquid ကပွဲနေနေလဲရှုံးသွားတယ်မှာမပေါ့ဘူးတခုတော့ရှိတော့နော်ဒီ OHA cloud မရရင်တော့နည်းရုံးကန်မယ် cloud တော့ ban နေတယ်လို့ကျွန်တော်မြင်တယ်နော် cloud ကတော့ ban ပြီးမှရမယ်နေထားတခုရှိရဲ OHA က cloud ကောင်တော့ပိုင်တယ် cloud မရောက်ဆို career ပါရတော့စောလိုမျိုးဒီ data တွေပါ trade တော့တက်လိုက်တယ်ပြီးသွားနိုင်ရော fighter ပိုင်းနေထင်လား fighter ပိုင်းနေထင်လားလီယိုမော့ရပါတော့စော့မလားမသိဘူးနော်ဟန်လီယိုမော့ရပါတယ်သူများကြီးစော့နေစော့တော့ပဲထင်မှာအဲ့မစော့တော့ဘူးလည်းထင်တယ်ပေါ့နော်ပြောလို့မရဘူးပြောစော့တော့ကိုင်မီလိုပဲကောင်ကုန်ဖြစ်မှာပေါ့နော်ဒါဖြစ်ရင်တော့ရာဇူကီလိုဖြစ်ရဖို့ကောင်းတယ်နော်ရာဇူကီကမှလီယိုမော့အပိုင်းပဲခုနကတမင်လိုဝါစနာလာမဟုတ်ပါဘူးဘလို့သူကတမင်လိုကပွဲကြရဲဘလို့ပွဲပန်းတယ်တကယ်ဘလို့အဲ့အပါစနဲ့လိုဝါတက်တယ်ဆိုတာကြီးလေတကယ်ကဘရိုးကပြောတာတကယ်ပြိုင်ပွဲတော့စော့ကြည့်လိုက်အရင်ပြိုင်တာဘရိုဘယ်သူမှလေသိလားအဲ့ပြိုင်ပွဲရှင်ပြိုင်မဲ့ဟိုတယ်ကနေပြီးတော့အဲ့ venue ကိုသွားပြီးတော့မှလေသူများရဲ့နားနေချိန်မှာသွားမစော့ချင်ဘူးသူများရဲ့နားပြီးတော့ပွဲထိုင်ကြည့်နေချိန်မှာကိုကသွားပြီးတော့အဲ့ယူနေတိုင်းသွားမစော့ချင်ဘူးလိုဝါရောက်တဲ့ကောင်ကနေတိုင်းကိုစော့တာဘရိုနော်နေတိုင်းကိုစော့တာနေတိုင်းမစော့ချင်ဘူးဘရိုဘယ်သူမှနော်ဆိုအဲ့တော့ဆိုလိုရဲ့အိပ်ပဲကနော်တမင်တကာလုပ်တယ်ဆိုတာကြီးရှားပါဘရိုနော်ရှားပါတယ်နောက်ဆုံးဗျာအပါလိုကစင်တက်တာနောက်ကိစ္စခဏဖိတ်ထားလိုက်နော်အဲ့ရဲ့ schedule ရသွားစော့မယ်ရက်တွေကစတိုက်စော့နေရမယ်ဆိုဘယ်သူမှမစော့ချင်ဘူးနော်အဲ့ဒါကိုတမင်ကတော့ဘယ်သူမှပြန်နိုင်မစော့ဘူးလို့နော်တက်နေတော့ကနားနေပြီးတော့ပဲတိုင်မကလာတွေမှာကို energy ကိုချွေထားခြင်းနဲ့ကိုစိတ်ကိုတက်နေတော့ပေါ့ပါအေးစေးထားခြင်းနဲ့အမြဲတမ်းနော်နေစက်ကြည့်အခုဆိုတာနေစတိုက်စော့တော့မှာဗျာသူကအောက်ရောက်တဲ့ကောင်ကနည်းနည်းမှမနာအောင်သူများစော့တာကိုစောင့်နေရမှာမရှိတော့ဘူးစစ်စောတော့ဆိုတော့အစမကိုပဲရှိရဲတဲ့ yes bro အစမကိုနဲ့ရှင်းလေအဲ့ရဲ့ဟိုဗာလဲဟိုဗာလဲ RF ရဲ့ free ရောအစမကိုနဲ့ရှင်းရမှာ bro